ဟုတ်ကဲ့ပါကဲဒီတော့ဘုန်းတော်မင်းသားချောလေးကိုလည်းနှုတ်ဆက်တယ်နော်ကဲဟုတ်ပါပြီကဲတော့မှတရားတော့ရိုက်ကူးပေးဖို့အတွက်Manager Driver ဦးစောမင်းရဲ့တကယ်ချင်းများ43မှာတကယ်ချင်းများအသက်ကြီးရဲ့ဓာတ်ပုံရိုက်ကြားတော့တကယ်ကိုမှစစ်စပွဲကောင်းတယ် Royal Anti ဝင်းရဲ့မိသားစုဝင်ညီမငယ်လေးတွေဖြစ်ပါတယ်တကယ်ကိုခင်ဗျာဝတ်ဆောင်လေးရမ်းကိုဆက်ပါနေကြတယ်ညီမလေးတွေဖြစ်ပါတယ်ရှင်တကယ်ကိုအောက်ကိုရတဲ့တွေလည်းဖြစ်ပါတယ်သူတို့တွေကြောင့်လည်း Royal Anti ဝင်းဆိုပြီးတော့လည်းဖြစ်ပြီးတာဖြစ်ပါတယ်ညီမလေးတွေကိုလည်းကျေးဇူးများကြီးပဲတင်ရှိပါတယ်ရှင်ကဲညီမလေးတို့ကြီး1 2 3ဆိုရင်ဘာအောင်မလဲRyan Andy Win စမယ်နော် Okay ready 1 2 3 Ryan Andy Win Okay နောက်တစ်ခုကျွန်တော်လေယာသုံးစပစ်စီ Vigo is the way ပဲဖြစ်ပါတယ်အဲ့တော့အတူတူကောက်ရောင်းလေးခေါ်ပြီး on ပါမယ် Ready 1 2 3အတန်ရန်တိုးနေနော်ဟုတ်လားဖောက်ကြမလားကျမတို့လေယာတော့ညဝိုင်းဆို Vigo Okay ready 1 2 3လေယာသုံး is the way so Vigo Okay စာဒီပုံလေးတွေလှုပ်လို့လည်းရတယ်နော်တကယ်ပါကျေးဇူးများတင်ပါတယ်ဒါကတော့ Anyway Family ပဲဖြစ်ပါတယ်နောက်ချက်ကတော့ဝန်တို့ရဲ့ဒီ Ryan Anti Win ရဲ့ပေါ့နော်ဒါလီညီမလေးတို့ရပြီညာသေးတယ်ဟုတ်ကဲ့အမတ်ကြီးကဓာတ်ပုံရိုက်ကူးပေးပါရယ် Managing Director ဦးစိုးမင်းနဲ့တကယ်ချင်းများဖြစ်တဲ့43 group မှာတကယ်ချင်းတွေကိုအမတ်ကြီး